ကဲဒီဘောင်းကြီးလေးတွေကိုကျွန်မ lot တစ်ခုဖြတ်ပေးပါမယ်ရှင်ဒီ site လေးတွေကတော့အစုံပဲပါမှာပေါ့နော်3နှစ်4နှစ် site လေးပါမယ်2နှစ် site တွေလည်းပါမယ်ဒီလိုမျိုးလသား site တွေလည်းပါမှာပေါ့နော်အကုန်လုံးအထည်100ရှိပါတယ်ရှင်အထည်100လုံးယူမဲ့သူတွေကကျွန်မကိုတစ်ထည်ကိုမှ900နဲ့ယူပေးပါရှင် site စုပ်ပါမယ်နော်ကိုကပြန်ရောင်းတဲ့ခါကြလို့ရှင် site ခွဲပြီးတော့ပြန်ရောင်းတဲ့ခါကြလို့ရှင်เนาะအမြတ်ရပါမယ်ကျွန်မကတော့ဒီလိုမျိုးလေးတွေ9ထည်ပါတထုပ်ထုတ်ထားတဲ့ပစ္စည်းတွေလည်းရှိတယ်10ထည်ပါဒီလိုမျိုးအထုပ်လိုက်ထုတ်ထားတဲ့ပစ္စည်းတွေလည်းရှိတယ်ဒီဒါကကြတော့အသားအကောင်းလေးတွေကြီးပဲเนาะဒီလိုမျိုးအသားအကောင်းလေးတွေကြီးပဲကြော်ချက်သားမပါဘူးဒီလိုမျိုးချီသားလေးတွေကြီးပဲပါမှာပေါ့เนาะဒါလေးကိုအထက်100လုံးယူမဲ့သူပဲကျွန်မကိုဆက်သွယ်ပေးပါရှင်အထက်100လုံးယူမဲ့မိမိတွေဆိုလို့ရှိရင်ကျွန်မကိုတစ်ထည်ကို900နှုန်းနဲ့ယူပါ100လုံးကိုမှ9000ပဲကြပါမယ်เนาะဆိုတော့ဒီပစ္စည်းကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မကို Viber ကနေဖြစ်ဖြစ် TikTok CV ကနေဖြစ်ဖြစ်ဆက်သွယ်ပေးလို့ရပါတယ်เนาะအိမ်ရောက်ငွေချေပို့လို့ရတဲ့နေရာတွေဆိုလို့ရှိရင်ကျွန်မအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ရှင်ဒီမှာเนาะအသားကြီးကအကုန်လုံးအကောင်းကြီးပဲ site လေးတွေကတော့အရောပေါ့เนาะကိုကပြန်ဟိုလာလို့ရှိရင်တော့ site လေးတွေကတော့ပြန်ခွဲရမယ်เนาะကြိုပြောထားပါတယ်ရှင် site ပြန်ခွဲပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်တော့ကိုရောင်းချင်တဲ့စီအတိုင်းပြန်ရောင်းလို့ရတာပေါ့เนาะကျွန်မကတော့ site မခွဲတော့ဘူးဒီတိုင်းအကုန်လုံးကိုစုပြီးတော့မှတစ်ထည့်900နဲ့ပေးလိုက်တာအထက်100လုံးယူနေသူ9000နဲ့ကြမယ်အမြန်လာယူပေးပါနော်